ဇလန်အစမှာဂျင်းဟာသူ့ရဲ့မိဘတွေအကူဖြစ်သူယူရိုနဲ့အတူအိမ်တစ်ကိုပြောင်းရွှေ့လာခဲ့ပါတယ်။သူ့ကိုယူဟာဂျင်းအမဲအားချရတဲ့စံပြပုံကိုတယောက်ပေါ့။သူကတက်ကြွတယ်အားကစားတော်တယ်လူချစ်လူခင်လည်းပေါ်ပါတယ်။လွန်ခဲ့တဲ့နှစ်အနည်းငယ်ကကားအက်ဆီဒန့်ကြောင့်ဘယ်ဘက်ခြေတော့ထောနဲ့ဖြစ်နေပေမဲ့ဒါဟာသူ့ရဲ့တက်ကြွမှုကိုမတားဆီးနိုင်ခဲ့ပါဘူး။သူတို့အိမ်တစ်ကိုရောက်တဲ့နှစ်ဟာ1998ခုနှစ်ပါ။အင်ရှင်ဟောင်းကသူ့ပစ္စည်းတွေတိုင်းဖို့အခန်းတစ်ခန်းကိုခတအသုံးပြုနေလို့ဂျင်းနဲ့သူ့ကိုဟာအခန်းတစ်ခန်းထဲမှာအတူနေကြရပါတယ်။ပရိဘော်ကားတွေတည်နေတော့မှအလုတ်သမားတစ်ယောက်ကဂျင်းကိုသူ့ကိုအသက်ဘလော့လဲလို့မေးပါတယ်။ဂျင်းကတော့သူတို့နှစ်ယောက်ရုပ်မစင်လို့မေးရနေမှာပါဆိုပြီးရေမောကပြန့်ဖြေခဲ့ပါတယ်။အိမ်တစ်တဲ့အထိမ်းမဲ့ဖြစ်ညစာစားကြတဲ့အခါဖခင်ချွတ်သူကအင်ရှင်ဟောင်းပစ္စည်းသိမ်းထားတဲ့တောခတ်ထားတဲ့အခန်းကိုဘယ်တော့မှမဖွင့်ဖို့တတိပေးပါတယ်။အဲ့ဒီညမှာပဲဂျင်းဟာအဲ့ဒီအခန်းထဲကထူးဆန်းတဲ့အတန်ကြီးတွေကိုကြားရပေမဲ့တခြားလူတွေကတော့မိုးချိုးပစ်တာနီးမှာပါလို့ပဲပြောခဲ့ကြပါတယ်။အိတ်ခါနီးမှာလည်းဖခင်ကဂျင်းကိုစိတ်ကြယောဂပျောက်စေးပုံမှန်တောက်ဖို့တတိပေးခဲ့ပါသေးတယ်